ဒီတန်းကျိုးတွေကလည်းမနေရမှပစ္စည်းရောက်တာကြောက်ကျိုးတွေကရောက်ပြီးချင်းမဲ့လက်ကားသမားတွေကိုစုမြက်ကလေလိုင်းရိုက်ပြီးပို့ပေးလိုက်တာအချိန်မှာကွယ်ယူတာကလေတရောင်ကို9ကျိုးတရောင်ကို10ကျိုးအဲ့လိုလေယူတော့လေလက်လီသမားတွေအတွက်ပစ္စည်းမကြံတော့ဘူးမကြံတော့မှဆိုလို့အခုမြန်မြန်လေးရိုက်ပြပေးလိုက်တာတို့ကြောင့်နေမကြံတော့တဲ့ခါကျလက်လီသမားတွေမရလိုက်မှဆိုလို့ပေါ့နော်ဒီမှာကြည့်ဘာလို့ယူကြလဲလဲမေးတော့နေဒီဇိုင်းလေးကဗမာမှတော့မရှိဘူးဒီဒီဇိုင်းလေးစုမြက်က BKK တိုင်းရိုက်သွင်းပေးထားတာမဟုတ်လို့ဒီဒီဇိုင်းဆိုရင်ဒါရွှေရည်စိန်နော်လောကထဲမှာတော့ဒီဒီဇိုင်းမထွက်သေးဘူးဒါကြောက်ကြိုးပါနော်ကျိုးရှည်လေးက18လက်မကိုပါနာတိကျိတ်ကလေးနဲ့လာတယ်ပုံစံလေးကဒီလိုမျိုးလေဘေးဥပုံစံကိုမှပန်းပွင့်လေးနဲ့ခြေနော်ခြေပွင့်လေးနဲ့အယောင်9နေကတော့စုမြတ်စီမှာ6ရောင်လုံးရှိမယ်ဒါလေးကတော့ပြောင်ကောင်းစိမ့်ပါဒီမှာပါနော်အယောင်9နေကတော့စုမြတ်စီမှာဒါ6ရောင်ရမယ်ပြောင်ကောင်းစိမ့်ရယ်ဒီမှာမြစိမ့်ရယ်ဒါလေးကနီလာပြလေးရယ်ခရမ်းဆွေးလေးရယ်နီညိုရောင်ခါနဲ့ရောင်လေးရယ်ရွှေတွင်းဝိုင်လေးရယ်တရောင်မကိုပေရောင်မရှိတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးကြောက်ကြိုးတွေဆိုရင်ဒါကလေအရန်ကိုမှစုမြတ်စီမှာမှားတာကွယ်နော်ဒါကလေလက်ကားတွေကိုပဲကုစုမြတ်ထည့်ပေးရတာပြီးတော့လေစုမြတ်ကလေဒီကြောက်ကြိုးတွေကိုကြတော့လေအများကြီးအရေးအတွက်မထားဘူးပေါ့နော်ဘာလို့လဲဆိုတော့ဈေးနည်းနည်းများတဲ့အပေါ်မှာဒီပစ္စည်း quality ကောင်းမကောင်းကိုစုမြတ်ကြည့်ချင်လို့အရေးအတွက်ကိုနည်းနည်းလေးပဲမှားလိုက်တာကိုနောက်နှရသွားတယ်ဘာလို့လဲဆိုတော့ဒါတော်တော်အရေးလှတယ် quality ကောင်းတယ်ကြောက်ရည်အရန်လှတယ်အဲ့တော့ပေးရတဲ့ဈေးနဲ့တန်တယ်လို့ခံစားရတယ်အဲ့ဒါကြောင့်မလို့လေလက်ကားသမားတွေဆိုရင်အလူအရက်ကိုဝယ်ကြတာပြီးတော့ဒီဒီဇိုင်းကလည်းဘယ်မှာမှတော့မရှိသေးဘူးရွှေရည်စိန်လောကထဲမှာရွှေရည်စိန်ဆိုင်ထဲမှာတော့မရှိသေးတဲ့ပုံစံကိုစုမြတ်ကသွင်းပေးထားတယ်ရိုးတရားဆက်ယုံဓာတ်ရိုက်ကိုသွင်းပေးထားတယ်နော်ဒီဇိုင်းလေးကအရန်လှတယ်ကျိုးလေးရဲ့အရှည်လေးက18လက်မကိုနာတိကျိတ်ကလေးနဲ့တွားထားပေးတယ်အယောင်9ရင်တွေကတော့စုမြတ်စီမှာဒါက6ရောင်ရပါမယ်နော်6ရောင်လုံးကပေရောင်မရှိပါဘူးစုမြတ်တကြိုးကိုမြန်မာငွေ4200နဲ့ရှိရပါမယ်ဒီကြိုးလေးတွေကကြတော့ပုံမှန်ကြောက်ကြိုးထက်ကိုဈေးအနေငယ်များပါတယ်များရတဲ့အကြောင်းရင်းကသူ့ရဲ့ကြောက်ရည်ကြောက်သားကအရန်လှလို့ပါနော်သူ့ရဲ့ကြောက်ရည်ကြောက်သားကတကယ်ကိုမှပေါ့နော်အမြင့်လိုင်းတွေကသွင်းမိထားတဲ့အရေးပါတွင်းထွက်ကြောင်းတွေကိုမှနော်ရှင်ရင် 100% ရှင်လို့ရတဲ့အယောင်ထွက်ကိုလုတ်ပေးထားတယ်သူက CZ ပေါ့နော်ရုရှား CZ ကြောက်ကိုစေးသွင်းထားတယ်ဖြစ်တယ်သူ့ရဲ့အယောင်ထွက်ကအစတွင်းထွက်နဲ့ကိုရှင်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ quality ဘိုင်းမှာအရန်ကောင်းပြီးတော့ကြောက်ရည်ကြောက်သားကအရန်လှတယ်ပြီးတော့လေသူ့ရဲ့ပေါ့နော်ဒီရွှေရည်စိန်ဆိုလေရိုးတရားအခောက်ရွှေရည်ကို2ရည်ပြန်စိန်ပေးထားတဲ့အတွက်ကြောင့်မလို့ quality ကောင်းတယ်အဲ့ဒါကြောင့်မလို့ तू ကဈေးလေးကတော့လက်လီဈေးကိုတကြိုးကို4200လက်ကားဈေးကတော့တိတ်တန့်ရှိမယ်ပေါ့နော်9ကုန်းဈေးရှိမယ်10ကုန်းဈေးရှိမယ်ကျိုးလေးတွေကအရန်ကိုမှဒီဇိုင်းနော်ဒီဇိုင်းလေးလှပြီးတော့အယောင်တွေကလည်းတရောင်မှပေရောင်မရှိဘူးစုမြတ်တကြိုးချင်းစီပြပေးမယ်ဒီအယောင်လေးကပြောင်ကောင်းစိမ့်မှာနော်ဒီပြောင်ကောင်းစိမ့်အရာဆိုတာကလည်းဒီကြောက်ကြိုးတွေထဲမှာအရန်ရှာတယ်တဒန်းကြိုးကိုမှဒီဇိုင်းလှလှလေးလုပ်ပေးထားတယ်ပြောင်ကောင်းစိမ့်မှာရှင်ကြောက်ရည်ကြောက်တာအရန်လှတယ်ညစိန်လေးပါနော်ညစိန်ဆိုရင်လေဒါစုမြတ်စီမှာဒါအမတော်ကပ်ဖို့အတွက်လည်းမှားတယ်ပြီးကြတော့ကျောင်းဆရာမတွေလည်းမှားတယ်ဒီအယောင်ကကြတော့အဲ့လိုမျိုးကြိုက်ကြတယ်ပေါ့နော်အပြာမအပြာနီလာပြာကိုပဲကြိုက်ကြတယ်ဆိုရင်တော့ဒီကြိုးလေးယူတော်တော်လှတယ်နော်ဒီဇိုင်းလေးကဒါစုမြတ်ကူဒီမှာပြပေးထားတဲ့ပုံစံမျိုးလေးနော်တဒန်းကိုမှကွယ်ဒီဇိုင်းဆန်းတာလောက်ဒီလိုမျိုးဒီဇိုင်းဆန်းတာရှာကြည့်ဘာမှမရှိဘူးနော်ဘာမှမရှိဘူးစုမြတ်အာမခံပြီးရောင်းပေးတယ်ဒါစုမြတ်စီမှာပဲရှိတယ်ဒီဇိုင်းကလေနော်အမတော့စုမြရဲ့ပစ္စည်းကို screenshot ယူတခြားဆိုင်မှာမေးကြည့်ဒီပစ္စည်းဒီလိုမျိုးတိုးရှိလားလို့မေးကြည့်လုံးဝမရှိဘူးစုမြအာမခံတယ်နော်ဒါကြောက်ကြိုးပါနော်ကြိုးပါနော်အရန်လှတဲ့ကြိုးပါဒီဇိုင်းအရန်လှတဲ့ကြောက်ကြိုးပါတဒန်းကိုမှဒီလိုဒီဇိုင်းကလုံးဝကိုမရှိပါဘူးရှင့်ရှားပါတယ်နော်ဒါဆိုရင်ဒါအစ်စ်လုံးမယ်ဆိုရင်တော့သိန်းကိုရာချီပါတယ်အရိုးတော်တဲ့တင်ဒါစိန်သိန်းကျော်လောက်အရိုးတော်ကိုရှိပါတယ်ရှင်ဒါလေးကကြတော့ခရမ်းဆွေးပါနော်စုမြစီမှာဒီခရမ်းဆွေးအယောင်လေးကလည်းနော်အဖြော့မဟုတ်ဘူးအတောက်ပါရှင်သူအရေလှတယ်နော်တောက်ကလေးတော်တော်လှတဲ့အယောင်လေးနော်ဒီအယောင်လေးကတော့နီညိုရောင်လေးပါတကယ်ချင်းတော့ရေစုမျက်စီမှာလည်းဒီလိုမျိုးပေါ့နော်ပန်းပွင့်ကြောက်ကြိုးလေးပေါ့တဒန်းကြိုးပန်းပွင့်တဒန်းကြိုးလေးကိုမှားကျင်နေဆိုရင်စုမျက်ရဲ့ပိုက်ပါဖုန်းနံပါတ်3991543919မှာ screenshot လေးနဲ့တကွာပြပြီးတော့မှာပေးလို့ရတယ်စုမျက်ရဲ့ page messenger မှာလည်း screenshot လေးနဲ့တကွာပြပြီးတော့မှာပေးလို့ရပါတယ်ရှင်ရတော့ယူထားပါပစ္စည်းကအနေငယ်ပေးပါတာမှုလို့ပါနော်